အားလုံးပဲမင်္ဂလာပါအာဆင်နယ်ရဲ့ J channel ကနေကြိုဆိုလိုက်ပါရစေဒီမှာတော့လန်ဒန်အသင်းတွေဘာလို့ fly ရဖို့ခက်ခဲလဲဆိုတဲ့ကိစ္စအပါဝင်အာဆင်နယ်အသင်းနဲ့စပါတင်တို့ရဲ့ပွဲချိုးသုံးသက်ချက်ဗီဒီယိုလေးပြုလုပ်ပေးသွားမှာဖြစ်တယ်အဲ့တော့လာမယ့် Super Sunday ကည7:00နာရီမြန်မာစံတော်ချိန်မှာတော့အာဆင်နယ်အသင်းနဲ့စပါတင်တို့ထိပ်တိုက်တွေ့ဆုံမှုရှိတယ်ဒီနှစ်သင်းရဲ့ head to head နောက်ဆုံးတွေ့ဆုံမှုရတော့ဒါ2022စပါရဲ့အိမ်ဝင်အာဆင်နယ်အသင်း3-0နဲ့နောက်ဆုံးရှုံးပြီးတဲ့ပွဲစဉ်နောက်ပိုင်းမှာတော့စပါတင်အာဆင်နယ်အသင်းကိုနိုင်ယူထားနိုင်ခြင်းမရှိဘူးဒါချစ်ချစ်ရဲ့ပွဲရလွှဲရင်ပေါ့အာဆင်နယ်အသင်းကနောက်ဆုံး9ပွဲဆက်မှာဒါဆန်ဒလန်နဲ့တည်ချတဲ့ပွဲကလွှဲ9ပွဲတော့အာဆင်နယ်နဲ့တောက်လျှောက်ဆုံးသူတို့အနိုင်ရရှိလာခဲ့တယ်စပါတင်ရဲ့ရလက်တွေကတော့နည်းနည်းကမောက်ကမဖြစ်တဲ့အနိုင်ရလိုက်ရှုံးလိုက်တည်ချလိုက်တယ်လို့ဖြစ်နေခဲ့တယ်ဒါပေမဲ့လည်းစပါတင်ကပရီးမီးယားလိဂ်တီးပဲကနံပါတ်9နေရာမှာရှိနေပြီးတော့အာဆင်နယ်အသင်းကနံပါတ်1နေရာမှာရန်ကြီးအမှတ်ကွာချက်အရာလေး10မှတ်လောက်ပဲကွာရတဲ့အနေအထားမှာရှိတယ်စပါတင်ကလုံးဝဖြတ်မြင်းဆိုတဲ့အဆင့်တက်ကိုပို့ပြီးတော့လုံးဝချန်ပီယံဖီးပေးနေတဲ့ချန်ပီယံအတွက်ကိုတက်တဲ့ reason မှာရှိနေတယ်လို့ပြောလို့မရတဲ့တိုင်အောင် short တက်လို့မရတဲ့ဒီမှာပါတယ်။ဒီပြတဲ့ Thomas Fleck ကလည်းပဲဒါကောင်းတဲ့ဒီပြတဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်မေ့ထားလို့မရဘူး။ဒီလိုပွဲမျိုးမှာပို့ပြီးတော့ဒုက္ခပေးဦးမယ်။သို့တော့နှစ်သိန်းလုံးကဒဏ်ရာရလူစီရဲ့အနေထားကတောင်းများပြတဲ့အနေထားမှာဖြစ်နေတယ်။စပါသိန်းဆိုရင်သူတို့ရဲ့အဓိကတိုက်ဆက်မှုတွေအကုန်လုံးဒဏ်ရာရနေတဲ့အနေထားမှာရှိတယ်။အာဆင်နယ်အသင်းဆိုလည်းပဲဒါကိုင်ယန်ဗက်စ်ကဒဏ်ရာကနေလွတ်လာတော့မလို့လည်းနောက်ထပ်တစ်လထပ်ပြီးတော့ဒဏ်ရာရကာရီယာမန်ဂိတ်ဒဏ်ရာရအဓိကတော့ကာရီယာမန်ဂိတ်ပေါ့နော်ကာရီယာမန်ဂိတ်ရဲ့ဒဏ်ရာကနောက်တန်းမှာမတိတာဘူးဆိုရင်တော့ set piece ကိုနေရာယူပြီးတော့ကျွန်တော်တို့ contact ပြန်ချပြီးဒီလိုအပိုင်းတွေမှာတော့အာဆင်နယ်အသင်းအားနည်းလာနိုင်မယ်လို့မြင်တယ်ဒီအတွက်ကြောင့်မို့တိုက်ဆက်ကကိုးပုံမသွင်းနိုင်အခက်တွေ့ရမယ့်ပွဲစဉ်တော့ဖြစ်လာနိုင်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကပွဲချက်ကာလကိုရောက်ရှိလာပြီဖြစ်တယ်အဲ့အတွက်ကြောင့်ဒီမှာနော်အနွေးတွေတော့ဝတ်ထားတယ်နည်းနည်းအေးလာပြီအဲ့တော့ပွဲချက်ကာလရောက်လာပြီဖြစ်တယ်အာဆင်နယ်အသင်းက4ပွဲ4ရက်ကိုတစ်ပွဲ3ရက်ကိုတစ်ပွဲဒီလိုထောက်လျှောက်ကန်ရတော့နေထားအောင်နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ဒီပွဲတစ်ပွဲတွေကိုအင်တိုင်းအားကုန်သုံးပြီးတော့ကန်မယ်လို့ပြောလို့မရဘူးတိုးတော်လည်းပဲအာဆင်နယ်အသင်းဒီပရီးမီးယားလိဂ်ချန်ပီယံကိုဖြစ်ချင်တဲ့ပါဆိုရင်တော့အနောက်မှာလိုက်လာတာမယ်ဆီးတီးဆိုတော့မေ့ထားလို့မရအောင်ပွဲတိုင်းမားလို့မရဘူးဘယ်နှဂိုးနဲ့ပဲနိုင်နိုင်ဂိုးပြက်စရာလည်းမလိုသလိုတကိုး0လောက်နဲ့ပဲနိုင်တယ်တပွဲလုံးထိန်းဆော့တယ်ဆိုရင်တော့မှပွဲတစ်ပွဲကိုအာဆင်နယ်အသင်းအနိုင်ရရှိဖို့အတွက်လိုအပ်တယ်ဒီအတွက်လည်းအာတီတာပြင်ဆင်လာတဲ့လို့ထင်တယ်အဲ့တော့လန်ဒန်အသင်းတွေပေါ့နော်လန်ဒန်အသင်းတွေဆိုတော့ကျွန်တော်လက်ရှိပရီးမီးယားလိဂ်ပြန်ဝင်မှာလန်ဒန်အသင်းပါနေတာဘယ်နှသင်းရှိလဲဆိုတော့ကျွန်တော်သိတယ်လို့ဆို9သင်းရှိမယ်အာဆင်နယ်ချယ်ဆီပြောလို့ရှိရင်ကျွန်တော်တို့တန်တန်ဟော့စပါပြီးသွားရင်ခရစ္စပယ်လီဘရန်ဖို့ဖူဟမ်ဝက်စ်ဟမ်ခုနှစ်သင်းဒီခုနှစ်သင်းလုံးကလည်းတန်းစင်းစုံနာကအသင်းတွေမဟုတ်ဘဲနဲ့အလဲလက်တန်းစားပြောင်းဖို့တန်းစင်းစုံနာမှာရုန်းကန်နေရတယ်ဆိုရင်တော့ကြောက်ရတဲ့အသင်းတွေအဲ့ဒီအသင်းတွေကတခြားအသင်းတွေနဲ့တွေ့တဲ့ချိန်ကျရင်ပြဿနာမရှိတယ်သူကလန်ဒန်ပြိုင်ပွဲချင်းတာတွေ့လို့ကတော့သူတို့ကဘယ်လောက်ကြာနေတဲ့အချိန်တွေဖြစ်အသက်ကုန်ကန်လေးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကအမြဲတမ်းသတိထားရတဲ့အပြင်ဟိုမှာလန်ဒန်အသင်းတွေကဒါကြောင့်မို့ပဲ fly ရဖို့ခက်ခဲနေတာနော်ကျွန်တော်တို့ကြည့်လိုက်မယ်ဆို Premier League title reason မှာ fly အများဆုံးရထားတဲ့အသင်းတွေကိုကြည့်လိုက်တာ Manchester United တို့ကျွန်တော်တို့ Liverpool တို့ဟုတ်တယ်မလားဒါလန်ဒန်အသင်းတွေမဟုတ်ဘူးလန်ဒန်ဒါဘီဆိုတော့ကျွန်တော်တို့ပွဲစဉ်တွေအများပြခဏတွေ့နေရတာအဲ့လန်ဒန်ဒါဘီတွေကလည်းပဲဘလောက်ပဲအဲ့လန်ဒန်အသင်းတွေကလက်ရှိမှာခြေစွမ်းမကောင်းဆိုရင်တော့သူတို့မျိုးကန်ပြင်မဲ့ချင်းတွေ့လို့ကတော့အကုန်ဒီအတက်ကုန်စောအတက်ကုန်ခံတာပဲအဲ့အတွက်ကြောင့်မလို့ဒီခါလေးကြရင်ဖလားလန်ကြောင်းပေါ်မှာရှိနေတယ်ဆိုရင်တော့ဖလားရဖို့အတွက်ကိုနည်းနည်းလေးပုံရုံးကန်ရတတ်တယ်ပေါ့နော်တော်တော်လည်းပဲဒီနေ့မှာမက်ဆီဒီရဲ့အချိန်ကြီးကျွန်တော်လုံးဝမေ့ထားလို့မရဘူးဂွာရီယိုလာရဲ့မက်ဆီဒီဂွာရီယိုလာရဲ့နဲ့အတူတူနောက်ထပ်ဂွာရီယိုလာနောက်ထပ်အသစ်တယောက်ကိုမြင်နေရတယ်လို့ခံစားရတဲ့မက်ဆီဒီပေါ့နော်ဒီရဒီမှာပြန်ပြီးတော့ကောင်းမွန်လာခဲ့ပြီဒါအပြင်ကမှ title reason မှာ table မှာကျွန်တော်တို့လက်ရှိရမှတ်ဆိုရင်တော့ကျွန်တော်တို့၄မှတ်ပဲကွာတော့တာပေါ့နော်၄မှတ်ပဲကွာတော့ဒီအနေထားတစ်ခုမှာအာဆင်နယ်အသင်းကအမှားကြီးဖြစ်ခဲ့မယ်ဆိုရင်မက်ဆီဒီအသင်းကတော့အနိုင်ရရှိခဲ့မယ်ဆိုရင်ပေါ့တစ်မှတ်ပဲကွာတဲ့အနေထားကိုရောက်ရှိလာတော့မှာနော်ဒီအနေထားကိုကျွန်တော်တို့မိထားလို့မရအောင်ဒီအတွက်ကြောင့်အာဆင်နယ်ဒီမှာတေချာပေါ့ဖီအားဝင်နေလိမ့်မယ်ဒါအပြင်မှာနောက်ထပ်ပွဲတွေကလည်းဆက်နေတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကိုသူတို့ဘယ်လိုထိန်းချုပ်ကစားသွားမလဲဘယ်လိုအနိုင်ယူသွားမလဲဆိုတာကျွန်တော်ဆက်လက်ဆောင်ကြည့်ကြတာပေါ့တကယ်ချင်းတို့ရဲ့မြင်တွေကိုလည်းကွန်မန့်မှာရေးခဲ့လို့ရပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေပြန်လည်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါ